အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကဒါအမြဲတမ်းပေါ့နော်တပွင့်အထိတ်ချင်းပြည့်သွားလို့ဆိုပြီးတော့အမားမျိုးကိုအိမ်မှာပူဇော်မှုအတွက်သွားပြီးတော့အမားတို့ရထုသွားပြင်တာပါအမားတို့ရထုသွားပြင်တာပါဘူတောင်ပေးမှာရောက်ချင်တော့ဘူတောင်ပေးဝင်ဖူးပါတယ်ဒါရဘူတောင်ပေးဝင်ဖူးပြီးတော့ဒါဒီဘူတောင်ပေးရဲ့အတွင်းမှာဒါမနိုင်ရှင်းနေအောင်ဝင်ပြီးတော့ပူဇော်ပါတယ်ငါပြန်ရဝင်ကြီးစံတော့ဘောနော်အားလုံးချစ်တို့ရအောင်တင်ပြရဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားတော့ဒီအနေနဲ့အကုန်လုံးဖူးလို့ရအောင်လက်သက်ပြုလုပ်ထားတဲ့ဟာတွေဒါအထွန်းနာလေးမှရှိတယ်ချမ်းမြေနာလေးနဲ့ပြပြရေးစီရောဒီကြည့်ပုံပေါ်တာဘောနော်ဒါဘူးတိုင်းတော့ဘုရားနေပြီးတော့ပြန်မထွက်လာပါတယ်မြတ်တော်ဘုရားနေရထားဘောနော်ပြီးတော့အဲ့ရဘူတော်ဘုရားရဲ့ဇေဝင်းမှရှိတဲ့ဇေဝင်းလေးကိုတွားပြီးတော့မာရပုံတော်ကိုတွားပြီးဝဲမှာပေါ့နော်မာပုံတော်ကိုကြည့်တယ်အဲ့အင်းကဘုရားထက်ကြည့်လို့မရတော့အမားရဲ့ပုံတော်လေးကိုဘုရားထက်ပုံတော်ကြည့်လို့မရတော့ပုံတော်တွေဒါအဲ့ဒီလေးပေါ့နော်အဲ့ဒါတွေဝဲလာခဲ့ပါတယ်ကဲမရရန်တဘောပေါင်းနေပေါ့နော်ဆိုင်အမအောင်ပါတယ်အမားတော်အတွက်ဆိုပြီးတော့ဒါတော့အမားတော်ရဲ့နန်းနေပြီးတော့ဒါဘူတော်စေရုံနဲ့ရိုက်ထားပါတော့အမားတော်ကြီးပဲဖြစ်ပါတယ်ဒါတော့အမားတော်ဝင်ရောက်ပြီးတော့ဥခိုက်တာဖြစ်ပါတယ်အမားတော်ရှိကိုမရောက်တာပါကိုလာကျော်ရှစ်လာကျော်ကိုလာတော့ရှိပြီဆိုတော့အမားတော်ရှိသွားပြီးတော့ခိုက်ပါတယ်ပြန်အမားတော်အရန်ကိုလွယ်တဲ့အကြောင်းလေးအမားတော်အရန်တတိယဆိုတဲ့အကြောင်းလေးမောင်နှမသွားပြီးပြတာပေါ့နော်ကိုမောင်လေးတယောက်နဲ့အမားတော်သွားပြီးအမားတော်ဆက်သွားချွေးတာပါဒါတော့အမားတော်ကြီးရှိမှရင်ဝင်အမားတော်သိထိတင်တာပါနော်အမားတော်ရဲ့နန်းကင်းအောင်လို့ဆိုပြီးတော့ပွဲပြီးတော့ဆူတောင်းတာဖြစ်ပါတယ်ရုပ်ထုလေးမှာပါဟိုအမားတော်ပုံတော်လေးမှာအမားတော်နန်းကင်းမှာအမားတော်နန်းတက်တွေလက်ပြတက်တွေလက်ပြသိပ်ပါတယ်အမားတော်နန်းကတ်တွေနန်းတက်တွေကင်းအောင်လို့ဆိုပြီးတော့ဆူတောင်းရဖြစ်ပါတယ်ပွဲပြီးတော့နေတယ်ပေါ့နော်သူဆိုရင်ဒေချန်တို့အမားတို့ရှိရလဲလာကြတာဒေချန်အောင်လာလို့အမားတို့အိမ်မှာပူဇော်မယ်ပြောထားလို့ဒါအိမ်မှာပူဇော်မှုအတွက်အမားတို့ဘာပြပင်တာပေါ့နော်ဒီကအဖာကြီးရတယ်အရင်သဘောကောင်းပါတယ်အမားတို့အတွက်လုံးဝတတိပြသိပြီးတခြားပြောဆိုပြရပါတော့အပြင်အမားတို့နဲ့အတူဒါဘူတောင်ဖះစီကိုပြန်လာပြီးတော့ကြံဖူးလာပဲဖြစ်ပါတယ်အမားတို့နဲ့အတူလာမှန်ဖြစ်ပါတယ်ပေါ့နော်ဆွေပေါ်မှာမပြောဆိုပြီးတော့ကင်မရာကိုလည်းပြတ်ရိုက်ကြတာအမားတို့ပြန်ပြင်လာပါပြီအိမ်ကိုအမားတို့ YouTube ကိုအိမ်မှာတည်ပြီးတော့ပူဇော်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီလေးချူပေးတဲ့အတွက်အမားတို့အိမ်ကိုပြင်လာပါပြီခင်ဗျာ